ဖေဆုံးသွားတဲ့နောက်ပိုင်းကစပြီးတော့ဒီဘဝဆက်ကြောင်းကစတာပဲဒုက္ခရောက်ရောက်ပါစေဖေနဲ့အတူတူတင်ခဲ့တဲ့အကျွေးတွေကိုသူဒီမိုးဆိုးမဘဝနဲ့ပဲဆက်တယ်ညီမကလည်း9နှစ်ရွယ်ကလေးနဲ့မမျှဘူးလှုပ်ပေးတယ်မနက်မိုးလင်း6နာရီထိုးပြီဆိုတာနဲ့ထမင်းကိုကြက်ပြီးနေပြီမီးသွေးနဲ့မီးမွေးပြီးတည်ပြီးပြီးရင်စီးဆိုင်ခင်းမယ်အလုံးလုံးမယ်အလုံးလုံးရင်းနဲ့ထမင်းမပွက်ခင်လေးကိုထမင်းမငှဲ့ခင်လေးကိုပေါ့နော်အဲ့လိုမျိုးစာလေးနှွေးကြရှိတာနှွေးပေါ့နော်ပြီးလို့ရှိရင်အဲ့လိုမျိုးဟင်းရတော့မချက်တတ်ဘူးကြက်သွန်ဖြူနီလီးပေးပတ်စံ2000ပေးလိုက်လို့ရှိရင်စံစီစားဟင်းချက်စရာအကုန်ပါလာအောင်ဝယ်တတ်တယ်ညီမမြန်မာလောက် family မှာလာပြီးတော့ဒီ game program လေးတွေဆော့နေရင်တို့လည်းဆော့နေကြပါခိုင်းတဲ့ကောင်ဟမ်လူကြီးရဲ့ထမင်းစားနေတဲ့အချိန်မှာချင်းစကားပြောတယ်ကိုလိုက်တော့တကယ်ချင်းဂျွန်နိုင်အောင်ပဲအဲ့ဒါကိုရီတကယ်ချင်းအုပ်စုလိုက်ကိုလာသွားဆော့ကြမယ်အဲ့လိုဆော့လို့ရတယ်ဆိုတော့သူကအရင်တော့ဒီသူတို့ရဲ့ဒီတတိချာတင်းနဲ့သူတို့လာဆော့ကြတာဟုတ်လို့ဆိုဒီကအမရင်းနဲ့လည်းခင်တော့ပြင်းတဲ့အခါတိုင်းလာဆော့ညီမလေးလာခဲ့ဆိုတာလာရောက်လာတာပဲဟိုးငယ်ဘွားနေပြီးတော့အခုဒီလိုနေရာရအောင်ကိုမှဒါ background မရှိဘူးစိတ်ပိုင်းဆိုင်ရာပတ်မိုးပေးနိုင်တဲ့အမေတယောက်ပဲရှိတယ်အဲ့တော့ကိုယ်ကလည်း emotional ထိအောင်ဖြေနိုင်တဲ့အတွက်ဒီ Q&A ဘိုင်းနေမှာဆိုလို့ရှိရင်လည်းညီမအကောင်းဆုံးလုပ်နိုင်မယ်လို့ယုံကြည်တယ်စာအုပ်တအုပ်ကိုဒါကိုဖတ်လိုက်လို့အသိပညာမဟုတ်တူတာရတာလည်းမှန်တယ်ဒါပေမဲ့ညီမရဲ့ဘဝကဒီစာအုပ်တအုပ်လိုပဲအဲ့လိုဆိုတော့ကို့မှာဘဝတွေးကြုံနေအများကြီးရှိရတဲ့အတွက်အကုန်လုံးကိုညီမစံနမူနာထားလို့ရမယ်မိခွန်းဖြေလေးတွေညီမမှာအများကြီးရှိပါတယ်ရှင်ဟုတ်တနေရာနေတနေရာရဖို့အများကြီးကြိုးစားရတာလေဒီညီမပြိုင်မယ်လို့တော့မပြောသေးဘူးเนาะပြိုင်ဖို့ ready မဖြစ်သေးဘူးဒါပေမဲ့ဟိုးရင်တော့နေကကိုကကတ်ဝတ်ကိုဝါသနာပါလို့ရှိရင်တက်တော်မှာရှောက်ပြီးတင်လို့ရတယ်လေဘယ်သူမဆိုတင်ခွင့်ရှိရယ်ကိုအိမ်မှာနေကတ်ဝတ်လေးပဲရှောက်တာအဲ့လိုကတ်ဝတ်လေးပဲရှောက်ပြီးတင်တာတော့မှပြိုင်မှာဆိုလို့ဆိုပြီးတော့အဲ့လိုမျိုးလက်မခံကြရလို့များတာပေါ့နော်ဒါပေမဲ့ကိုကအဲ့ဒါကိုဘက်ကခွန်းတုံပြန်တာမျိုးမရှိဘဲနဲ့အဲ့လိုလူကြီးမိဘတွေကိုဆက်ဆံသလိုမျိုးပဲလေတစ်ဖက်ကကိုယ်မုန်းနေမှာကိုယ်စိတ်ထဲမှာဒါ respect ထားပြီးပြန်မပြောဘူးအဓိကသူတို့လက်ခံလာအောင်ဘာဖြစ်ကိုယ်မကြိုက်ရင်တော့မှဩဒါသူပေါ်ပေါ်ပဲလောက်တာမဟုတ်ဘူးဆိုတော့ပုံစံမျိုးလေးပေါ့နော်ကိုယ်တိုင်ပဲတဆင်ချင်းစီစူးစမ်းပြီးတက်သေးပြသွားတာအဲ့တော့အခုချိန်မှာမကြိုက်တဲ့သူကတော့ကိုယ်ကကြိုက်အောင်အရင်ကြီးကိုလှုပ်ယူလို့မရအောင်အဲ့တော့ကိုယ်တိုင်ကိုအတွက်ကိုစူးစမ်းရရင်တော်ပြီဆိုကမမှန်းဘူးလေညီမရဲ့စူးစမ်းမှုကဘယ်လောက်ထိအရာရောက်မလဲပဲကြည့်ရမှာဒီခင်မာကပြိသက်တွေအကုန်လုံးကအာယုံခံစားမှုတွေကညီမတို့စင်ပေါ်မှာလောက်တာထက်ကိုတို့ကပိုသိတယ်တကယ်သိတယ်အဲ့တော့ညီမစင်ပေါ်မှာတကယ်လောက်သွားလားတကယ်လောက်သွားနိုင်လားမျက်နာယုံကြည်မှုပြောင်းနေလားဆိုတာအဲ့ဒါပြိသက်တွေကအကုန်သိတယ်အဲ့ဒီတော့ညီမကတော့ဘယ်ရှူတော့မှမလင့်ဟင်းအောင်ပေါ့နော်အဓိကအဖြစ်ဒီလိုအချိန်မှာဖွားဖွားဆုံးသွားတဲ့အချိန်မှာမမေကိုပြစ်ထားပြီးတော့ကိုကတယောက်တည်းလာနေတဲ့အချိန်ဒီလိုအချိန်ကြီးကုန်ခဲ့တာကိုစင်ပေါ်မှာရတဲ့တခဏလေးကိုမှညီမကောင်းကောင်းအသုံးမချနိုင်ဘူးဆိုရင်ညီမလူညံ့တယောက်ဖြစ်သွားမှာလीเนาะအဲ့တော့ result ကိုမမှန်းဘူးပြန်ပွဲဆိုတာအနိုင်နဲ့ရှုံးတစ်မျိုးပဲရှိတယ်ဘယ်သူနိုင်လက်ခံပေးနိုင်ရမယ်အဓိကညီမဒီနေ့ဒီ MU 2025မှာဘကူကိုစားပြုအနေနဲ့ဘယ်လောက်ထိရှေ့ကိုယုံနိုင်ခဲ့လဲပေါ့ဒါအရေးကြီးတာပါဖေဆုံးသွားတဲ့နောက်ပိုင်းကစပြီးတော့ဒီဘဝဆက်ကြောင်းကစတာပဲဒုက္ခရောက်ရောက်ပါစေဖေနဲ့အတူတူတင်ခဲ့တဲ့အကျွေးတွေကိုသူဒီမိုးဆိုးမဘဝနဲ့ပဲဆက်တယ်ညီမကလည်း9နှစ်ရွယ်ကလေးနဲ့မမျှဘူးလှုပ်ပေးတယ်မနက်မိုးလင်း6နာရီထိုးပြီဆိုတာနဲ့ထမင်းကိုကြက်ပြီးနေပြီမီးသွေးနဲ့မီးမွေးပြီးတည်ပြီးပြီးရင်စီးဆိုင်ခင်းမယ်အလုံးလုံးမယ်အလုံးလုံးရင်းနဲ့ထမင်းမပွက်ခင်လေးကိုထမင်းမငှဲ့ခင်လေးကိုပေါ့နော်အဲ့လိုမျိုးစာလေးနှွေးကြရှိတာနှွေးပေါ့နော်ပြီးလို့ရှိရင်အဲ့လိုမျိုးဟင်းရတော့မချက်တတ်ဘူးကြက်သွန်ဖြူနီလီးပေးပတ်စံ2000ပေးလိုက်လို့ရှိရင်စံစီစားဟင်းချက်စရာအကုန်ပါလာအောင်ဝယ်တတ်တယ်ညီမမေရစီချင်းတောင်းနဲ့ထည့်ပေးလိုက်အောင်မယ်စီနှစ်ချက်ခွဲသားအောင်ဝယ်တတ်တယ်အဲ့တော့ဝယ်လို့ရတယ်လေရင်တော့အဲ့လိုဆိုတော့အဲ့လိုမျိုးရုန်းကန်ခဲ့တယ်ဒါပေမဲ့လည်းကိုဘွားကိုလေးအစဉ်ပြန်ပြေးမယ်မကြံဘူးဒါဘဝဒီလိုတချိုးလေးပြောင်းသွားတယ်ဗောနော်အဲ့လိုပဲပြောရမှာအဲ့လိုတချိုးလေးပြောင်းသွားတဲ့ခါမှာလည်းတချိုးလေးဖြစ်သွားတယ်ဗောအဲ့ဒါပြီးတော့အခုဒီလိုလေးပြန်ဖြစ်သွားတဲ့အချိန်မှာဒါဒီချိန်မှာကြာမှာကိုလှုပ်ရှင်တာလှုပ်သွားတဲ့အရွယ်ပါအရင်တော့ကတော့အဲ့လောက်ကြီးထိလှုပ်ရှင်တာမလုပ်ခဲ့ရအောင်ဒါပေမဲ့ဒီ The Voice ပြိုင်ခဲ့လို့ First Runner ရခဲ့တာတော့အမှတ်တရပါနော်ဟုတ်တို့ကြလည်းဘယ်လောက်ကြိုးစားမဖြစ်နိုင်ဘူးဆိုတာဒါတော့တစ်ဖက်သတ်မှတ်တဲ့အရာပေါ့နော်ညောမှလည်းအိမ်မက်ရှိရဲ့အတွက်ဒီနှစ်မြရင်ညီမနောက်တစ်နှစ်ပြိုင်တဲ့အခါကျရင်ညီမရအောင်ကြိုးစားမှာပေါ့နောက်နှစ်မြောက်လည်းနောက်တစ်နှစ်ပေါ့အဲ့တော့နော်အဲ့လိုဆိုတော့အစိုးပြိုင်ပွဲတွေဆိုတာလည်းညီမ10နှစ်လောက်တီပြိုင်ပြီးတော့မှ Galaxy Star ပြိုင်တယ် first audition မှာပြုတ်တယ်ဘယ်သူမှမသိဘူးညီမကြီးတော့3နှစ်ပြိုင်တယ်3နှစ်မြောက်မှ top 20ဝင်တယ်ဒါတွေလည်းတော်တော်များမသိကြပါဘူးအဲ့လိုဆိုနောက်ဆုံးကြတော့မှဒီ The Voiceရဲ့ First Runner Up ဆိုတဲ့နေရာကိုရတယ်အမှားလေးရက်တက်လိုက်ပြီးတော်ပြီလေဒါဆိုရင်ဒါတခုရောက်ပြီကိုဘွားရဲ့ဒါပရိသတ်တွေလည်းကိုသိပြီကိုစူးစမ်းရဆိုတာသိပြီအော်ရပြီကိုဆိုတော့ live ကိုဆက်ပြီးရှောက်မယ်အဲ့လိုရှောက်နေတဲ့အချိန်မှာပဲငါအသက်ကြီးလာတော့မယ်25နှစ်ရောက်ပြီ26နှစ်လောက်ကြာရင်တော့ Miss Universe ပြိုင်မယ်ဆိုပြီးတော့မထင်မှတ်ဖဲနဲ့
25နှစ်မှာပြိုင်ဖြစ်တယ်ဒါပေမဲ့25နှစ်မှာပြိုင်ဖြစ်တယ်ဆိုပေမဲ့ညီမပေါ်ပဲမလုပ်ခဲ့တာအားလုံးသိပါတယ်အိမ်မှာတင်းကအဲ့လိုမျိုးလမ်းတွေရှောက်မှားတာလေးတော့ရှိတာပေါ့နော်အဲ့လိုမျိုးဟုတ်ကိုတဟအောင်ရဲ့အဆက်အသွယ်နဲ့ပဲပေါ့နော်ဒီဖြစ်ချင်အောင်ရဲ့အလှမယ်ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ဝင်တွေညီမဆိုထားပါတယ်ညီမလေးတဲဆုငိမ့်တို့မိမိတို့ပေါ့နော်မိမိတို့တယောက်ဆောင်ထားတဲ့ဇာတ်ကားပေါ့ကြည့်ရှုအမင်းတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်ညီမအကောင်းဆုံးထပ်ပြီးကြိုးစားပါမယ်ဒီနေ့ MUN journey မှာလည်းဘယ်ထိရောက်မလဲဆိုတာတော့ဒါကိုယ့်ရဲ့ကန်နဲ့စမ်းနဲ့ပေါ့နော်ညီမဘက်ကညံတဲ့ဝိရိယကတော့စိုက်ထုတ်နိုင်တယ်ဆိုတာထပ်ကိုပို့ပြီးတော့အများကြီးအားထုတ်ထားပါတယ်လို့ရှေ့လျှောက်လဲအကောင်းဆုံးကြိုးစားမှာဖြစ်တဲ့အတွက်ပေါ့နော်အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်